ဒီကနေ့တော့ကျွန်တော်ရဲ့ PC လေးမှာဖုန်းလေးတက်နေတာကိုမြင်ရတဲ့အတွက်တန်ရှင်းလုပ်ရမှာဖြစ်ပါတယ်။အိုးနဲတာမဟုတ်ဘူး။ကြည့်ပါဦးဖြစ်ပြနေတဲ့အထဲမှာဒါကျွန်တော်တန်ရှင်းမလုပ်ပဲပြစ်ထားတာ3လလောက်ပဲရှိပါသေးတယ်။ကြည့်ပါဦးများပန်းကားတွေမှာလည်းဖုန်းလေးနေတာမဟုတ်ကျွန်တော်ပန်းကားတွေကိုအရင်ပိတ်လိုက်ပါတယ်။ဟိုဟတ်တက်ပေါ်မှာလည်းဖုန်းလေးကြီးပဲ။တော်သေးတာပေါ့ဗျာကြည့်မိလို့ကျွန်တော်တို့ PC တစ်လုံးရဲ့တက်တန်းကိုကြာရှည်စွာအသုံးပြုနိုင်ဖို့ဆိုရင်အခုလိုမျိုးဖုန်းမုံနေတဲ့ရင်ငွေတွေ view site ပေးဖို့လိုအပ်ပါတယ်ကျွန်တော်လိုမျိုးဖုန်းရမ်းတက်တဲ့နေရာမှာထားမယ်ဆိုရင်တော့ PC တစ်လုံးကိုတစ်လတစ်ခါလောက်တော့တန်ရှင်းလုပ်ပေးတင်ပါတယ်ကြည့်ပါဦးဗျာဖုန်းလေးအိုးနည်းမဟုတ်ဘူးဘယ်ကနေဘယ်လိုတော့စကင်ရမလဲမသိတော့ဘူးအဲ့တော့မြန်မာလိုပဲပထမဆုံး try နဲ့စကြုံမယ်ဗျာအဲ့တော့ဒီနေရာမှာတစ်ခုသတိထားမှာက try နဲ့ဖွင့်ပြီးမှုတ်တဲ့အခါ try မှာပါတဲ့အပူခလုတ်ပုံမဖွင့်မိကိုရေးကြည့်ပါလေဒီနေရာမှာ try မှုတ်နေရင်စဉ်းစားမိတာကကျွန်တော်ဒီဖုန်းပြဿနာကိုဘယ်လိုဖြေရှင်းရမလဲဆိုပြီးတော့တွေးနေကြပါလေကျွန်တော်ရဲ့ 3D printer နဲ့ဒီကိစ္စကိုဘယ်လိုသက်သာအောင်လုပ်လို့ရမလဲပေါ့အရင်ဦးဆုံးတော့ရှိနေတဲ့ဖုန်းနဲ့တန်ရှင်းအောင်ပဲအရင်လုပ်လိုက်ပါတယ်။အိုးတွေ့လိုက်တာဖုန်းလေးနဲတာမဟုတ်ဘူး။ကျွန်တော်ရဲ့ game controller ရဲ့အပေါ်မှာဖုန်းမုံလေးဆက်သွားတာကိုကျွန်တော် speed ဆော့ပြီးပြထားပါတယ်။နဲတာမဟုတ်ဘူးကြာဖုန်းလေးကနောက်ဆုံးတော့အဲ့ဒီပြဿနာကိုဖြေရှင်းဖို့အတွက်ကျွန်တော်ရဲ့ 3D printer နဲ့အခုလိုပစ္စည်းလေးထုတ်လိုက်ပါတယ်။ speed shot ပြီးထုတ်ဖို့မေ့သွားတော့ပေါင်သားလေးတွေမှာ error လေးတွေပါသွားတယ်ပေါ့ဗျာဒါတော့ပြဿနာမရှိပါဘူးအသုံးပြုလို့ရပါတယ်နောက်ထုတ်မဲ့ဟာလေးတွေတော့ printer setting ကို data လေးချိန်ပြီးထုတ်အောင်မယ်ပေါ့ဗျာဒါလေးကတော့နောက်ထပ်ထုတ်လိုက်တဲ့အားလေးက setting data လေးလောက်ထားပေမဲ့အောက်နားလေးမှာတစ်ခွက်လေးတော့ပါသွားပါတယ်ဒါမဲ့ဆင်ပြေပါတယ်အဲ့ရမယ့်စကူလေးတွေလည်းကျွန်တော်မှအရင်သိရှိမိနေတဲ့အတွက် 3D printer နဲ့ပဲထုတ်လိုက်ပါတယ်အဲ့လိုနဲ့လိုအပ်တဲ့ဟာလေးတွေလည်းအကုန်ထုတ်ပြီးသွားပြီဆိုတော့ကျွန်တော် PC မှာစပြီးတက်ပါမယ်စကူလေးတွေတစ်ခုချင်းစီစပြီးတက်ပေးပါတယ်ဒီနေရာမှာစကူမတက်ခင်ပထမဆုံးသတိထားမှာကဖန်လေးတွေကိုအရင်ဆုံးပိတ်ပေးဖို့ဖြစ်ပါတယ်မဟုတ်လို့ရှိရင်အကုန်လုံး disqual လေးတွေဖြစ်ကုန်ပါလိမ့်မယ်စကားပေါက်လေးတွေဒီတက်ပို့ပြီးစိတ်လို့ရသေးတယ်ဆိုပေမဲ့သူ့အနေနဲ့သူအဆင်ပြေတဲ့ air flow မထိခိုက်စေချင်လို့ကျွန်တော်ဒီလောက်လေးနဲ့ပဲပြလိုက်ပါတယ်ဒါလေးကတော့နောက်ဆုံး final တက်ဖြစ်သွားတဲ့ကျွန်တော်ရဲ့ပန်ကာပါလေးတွေပါဆိုပါဦးအနက်နဲ့ပဲထုတ်လိုက်တော့ကျွန်တော်ရဲ့ RGB lighting လေးတွေတော့အနည်းငယ်ပေးဆက်လိုက်ရပါတယ်ဒါမှတန်ပါတယ်ကဲအားလုံးပဲမင်္ဂလာပါကျွန်တော် 3D corner 3 designer 2ပဲဖြစ်ပါတယ်ခုလိုမျိုး 3D brand နဲ့ပတ်သက်တဲ့ video လေးကြည့်ရင်ကျွန်တော်ရဲ့ channel ကို subscribe လုပ်ပေးကြပါဦးအားလုံးပဲ see you